သားနဲ့အမျိုးသမီးကချစ်တာကြိုက်တာရထူးမဆန်းဘူးเนาะဂရင်မောကိစ္စတွေကလည်းတိတ်ထူးဆန်းနေတာမဟုတ်ဘူးဒါပေမဲ့ကိုကာကွယ်တတ်ဖို့နဲ့ကိုနှစ်ဦးနှစ်ဖက်စလုံးကတာဝန်ယူတတ်ဖို့ကအရေးကြီးပါတယ်เนาะမလေးရှားနိုင်ငံကိုမြန်မာပြည်ကနေပြီးတော့ရောက်လာတဲ့သူတော်တော်များများကတရားဝင်နေရှိတယ်လို့တရားမဝင်နေထိုင်တဲ့သူတွေလည်းရှိတယ်ကိုကမလေးရှားနိုင်ငံမှာတရားမဝင်နေထိုင်ပြီဆိုလို့ရှိရင်အဓိကပြောချင်တာကအမျိုးသားအမျိုးသမီးရောလူမှုရေးကိစ္စလေးတွေပြောပြချင်တာပါเนาะဒီခေတ်ကြီးထဲမှာဒီတားဆက်ချားတဲ့စေးဝါးတွေကစိုင်တိုင်းလိုမှာအလွယ်တကူဝယ်ယူလို့ရပါတယ်သူများနိုင်ငံမှာရောက်လာတဲ့သူတော်များများကတော့အဓိကကတော့အလုံးလုံးမယ်ဝင်စုမယ်မိသားစုကိုထောက်ပံ့မယ်ကိုယ့်ရဲ့ဘဝရည်တည်မှုအနာဂတ်အတွက်ကိုဒါရည်မှန်းချက်တွေအများကြီးနဲ့ပေါ့လာကြတာတချို့တော်များများကရည်မှန်းချက်တွေပျောက်သွားတယ်ဘာကြောင့်ပျောက်သွားလဲဆိုတဲ့ခါကျတော့ဒီမူရစ်စေးဝါးတွေမထင်မှတ်ဖက်တဲ့ကိုဝင်ရသွားတာတွေကိုဝင်ရလိုက်လို့တစ်ဖက်အမျိုးသားကယောက်ျားကောင်းပီသားတဲ့သူဆိုလို့ရှိရင်တော့ကိစ္စမရှိဘူးတာဝန်ယူတတ်တဲ့သူဆိုရင်တော့နော်ဘာပဲပြောဒါနှစ်ဦးနှစ်ဖက်ပြဿနာတစ်ခုကိုပြေလျောင်ဖြေရှင်းလို့ရတယ်ဒီလိုမျိုးယောက်ျားကောင်းရှိတဲ့သူတာဝန်ယူတတ်တဲ့သူဆိုတာလေတော်တော်ကြီးကိုရှားနေပါတယ်နော်အမျိုးသားနဲ့အမျိုးသမီးနဲ့အတူတူနေကြတယ်ဆိုတာကထူးဆန်းတဲ့အရာတွေတော့မဟုတ်ပါဘူးဒါပေမဲ့လေဘာမှမဟုတ်တဲ့ဒီအိယာဘောကအချိန်ပိုင်းအတော်တွင်းမှာနောက်ဆက်တွဲပြဿနာတွေကအများကြီးဖြစ်လာနိုင်ပါတယ်နော်ဒီခေတ်ကြီးထဲမှာကာကွယ်လို့ရတဲ့စေးဝါးတွေအများကြီးရှိပါတယ်ကာကွယ်ခြင်းကကုသခြင်းနဲ့ပို့ပြီးတော့အစွမ်းထက်ပါတယ်။ကျင်တာကလေအမျိုးသားအမျိုးသမီးရောနှစ်ဦးနှစ်ဖက်စလုံးကဒါတွေကိုကြိုတင်ပြီးတော့ကာကွယ်သားတင်ပါတယ်။ကြိုတင်မကာကွယ်တဲ့အခါမှာနောက်ပိုင်းပြဿနာဖြစ်လာနှစ်ယောက်စလုံးကသူများနိုင်ငံမှာအထောက်ထားမဲ့နေတယ်။ကိုဝင်ရတယ်ခလေးရလည်းနောက်ခါရလာတယ်ဆိုရင်ခလေးတွေရဲ့ဘဝရောမိဘတွေရောအရန်ကိုခက်ခဲပါတယ်ဘာမှလေကာကွယ်ခြင်းလည်းမရှိတယောက်ကြောင်းနဲ့တယောက်ကောင်းကောင်းကလည်းမသိကြနော်တယောက်နဲ့တယောက်ကလည်းကိုချတော့ဘောကိုရုံးကန်ပြီးမိသားစုတွေထောက်ပံ့နေကြတဲ့သူတွေဘဝမှာလေဘာတစ်ခုမှပြည့်စုံမှုမရှိတဲ့အချိန်မှာသားသမီးဆိုတာမယူသင့်ပါဘူးယူလိုက်လို့ရှိရင်အနာဂတ်ကိုလာမဲ့ဒီကလေးအတွက်ကလည်းမကောင်းသလိုမိဘရဲ့အတွက်လည်းမကောင်းပါဘူးဘာလို့ဆိုတော့ကိုငွေတဲ့သားသမီးဆိုရင်ဘယ်သူမဆိုပြည့်စုံထားချင်တာပဲလေကိုနိုင်ကတော့မှမပြည့်စုံတဲ့ဟာကိုဒီသားသမီးကိုဘယ်လိုလုပ်သွားပြီးပြည့်စုံသွားပြီးဆက်ထားမလဲနောက်နိုင်ငံမှာတရားမဝင်နဲ့နေရတဲ့အခိုက်အတန့်မှာဆိုလို့ရှိရင်ဒီကလေးတယောက်ကိုတရေဝင်လူသားလေးအနေနဲ့ဒီကဘာကြီးပေါ်မှာရက်တီဖို့အတွက်ကအထောက်ထားတွေအများကြီးလိုအပ်ပါတယ်နော်ဒီလိုအထောက်ထားမရှိတဲ့ကလေးတွေကနောက်ဆက်တွဲဒီကလေးတွေရဲ့ဘဝကလည်းဟိုမရောက်ဒီမရောက်နဲ့ဗျမ်းပရာဖြစ်သွားနိုင်ပါတယ်အဲ့ဒါကြောင့်မလို့ကိုကဘလို့ပဲဖြစ်ပေါ့နော်စိတ်အလိုမလိုက်ပါနဲ့ကိုလည်းတန်မိုးထားပါအမျိုးသမီးတွေခေကြီးထဲမှာတချင်းနေတွေကလို့ထမင်းအတူရက်လို့လည်းမရပါဘူးဖျောင်းပယ်ခြင်းလည်းမီးမမှုတ်ပါနဲ့ဘာလို့လဲဆိုတော့တစ်ယောက်စလုံးပြပို့ပြီးတော့ပင်ပန်းပါတယ်ကိုတော့မှတရားမဝင်နေထိုင်တဲ့ကာလမှာမနှဲကိုရုံးကန်နေရတာနောက်ထပ်ဒီရင်သွေးရလာပြီဆိုလို့ရှိရင်အရန်ကိုခက်ခဲသွားပြီလေအဲ့တော့မှနောင်တဆိုတာရလာကြတာဒါပေမဲ့အရန်ကို too late ဖြစ်သွားပြီလေနော်အရန်ကိုနောက်ကျသွားပြီအဆင်မပြေတော့ဘူးအဲ့တော့ဒီကလေးရဲ့တာဝန်ဘယ်လိုလုပ်မလဲမြန်မာပြည်ကိုပြန်ပို့မယ်မြန်မာပြည်ကိုကလေးတယောက်ကိုပြန်ပို့မယ်ဆိုလို့ရှိရင်အဖေရောမအေရောမြန်မာပြည်ဘက်ကလာခေါ်တဲ့ဒီအဖိုးဖွားဦးလေးသားချင်းတွေအကုန်လုံးကစာရွက်စာတမ်းတွေအထောက်ထားတွေအကုန်ပြည့်စုံမှသာလျှင်ဒီကလေးကိုဒီကနေခေါ်သွားလို့ရတာပါဒီလိုခေါ်သွားရင်တော့မှဒီမလေးရှား immigration မှာမေးမယ်အဖွားလုပ်တဲ့သူကကလေးကိုခေါ်မယ်နော်ဦးလေးလုပ်တဲ့သူကအတော်ဖြစ်တယောက်ကခေါ်မယ်ဆိုရင်တော့မှဖေနဲ့အမေကဘယ်မှာလဲမေးပြီလေအဲ့တော့ဖေနဲ့အမေကမလေးရှားနိုင်ငံမှာရှိနေတာနဲ့ခေါ်ရမယ်ဆိုလို့ရှိရင်သူတို့ကဘယ်မှာနေရဘာနဲ့ဘယ်လိုအထောက်ထားတွေနဲ့မလေးရှားမှာနေရလဲအကုန်မေးပြီဟိုမေးတဲ့ခါမှာကိုယ့်စီမှာပြဖို့အထောက်ထားတွေအချက်လက်တွေရှိပြီလားဒါအတွေ့အကြုံရပြောပြမယ်ဆိုလို့ရှိရင်လာသားကလေးတွေပေါ့နော်ဒီ3နှစ်5နှစ်အောက်ကလေးတွေခေါ်သွားပြီဆိုလို့ရှိရင်မိဘမပါဘဲနဲ့ပေါ့နော်ဒီဆွေမျိုးတွေကခေါ်သွားပြီဆိုလို့ရှိရင်လာဘက်ကမှမေးလေးမေးထားရှိပါတယ်အဖေနဲ့မေကဘယ်ရောက်နေလဲအဲ့ကြလို့ရှိရင်ဇလန်းတွေကပြောရပြီဖမ်းခံသွားလို့ထိမ့်မဲ့လူမရှိလို့မြန်မာပြည်ဘက်ကနေပြီးတော့မိသားစုကလာခေါ်တာလို့ပေါ့နော်ဒါတွေကတော်တော်လေးကိုပြောတတ်ဆိုတဲ့ရှောက်တက်မှာပါအဲ့တော့ဒီခါကြလို့ရှိရင်လည်းဒီမလေးရှားဒီလီရင်ဝင်းမှာရှိရဲ့ immigration ကတော်တော်လေးကိုမေးမြန်းရင်မလွတ်တာကြီးလည်းရှိတယ်။ဒါပေမဲ့နောက်ဆုံးပေါ့နော်မဖြစ်နိုင်တဲ့အဆုံးဆိုလို့ရှိရင်တော့မတတ်နိုင်တော့ဘူးသူတို့ပေးလွတ်လိုက်ရတယ်လည်းရှိတာပေါ့လေနော်။ဒီမိဘဆွေမျိုးတွေကလာခေါ်လို့ရှိရင်မိဘအရေးမပါပဲနဲ့ဒါတွေကနောက်ဆက်တွဲပြဿနာတွေကိုကျမကဒါကြိုတင်ပြီးတော့စဉ်းစားစီချင်တာပါ။အမျိုးသားနဲ့အမျိုးသမီးကချစ်တာကြိုက်တာရထူးမဆန်းဘူးနော်။ဂရင်မောကိစ္စတွေကလည်းတိတ်ထူးဆန်းနေတာမဟုတ်ဘူး။ဒါပေမဲ့ကိုကာကွယ်တတ်ဖို့နဲ့ကိုနှစ်ဦးနှစ်ဖက်စလုံးကတာဝန်ယူတတ်ဖို့ကအရေးကြီးပါတယ်နော်။အမျိုးသားရောအမျိုးသမီးရောအကာအကွယ်ရလည်းမရှိဘူးနော်တာဝန်ယူတတ်မှုမှလည်းမရှိဘူးပေါ့တွေးလိုက်လို့ရှိရင်ဒီရလာမဲ့ကိုဝင်ကအမျိုးသမီးတွေကအရင်ခံရတာပါဘဝစာအတွက်ဒူးနဲ့မျက်ရည်တုပ်ဆိုတဲ့စကားပုံအတိုင်းပဲမပြီးနိုင်တော့ဘူးနော်ဒီကလေးရဆိုတာလဲရင်သွေးရလဲဒါလူသားလေးမွေးလာပြီလေပြစ်ပယ်လို့မရပါဘူးနော်ဒါကိုလှုပ်ထားတဲ့ဇလန်းကိုနိုင်အောင်ရှင်းမှသာနေရပါတယ်
ဒါကြောင့်မို့လို့မလေးရှားနိုင်ငံမှာပဲဖြစ်ဖြစ်ဘယ်နိုင်ငံမှာပဲနေကြတရားမဝင်ပဲဖြစ်ဖြစ်တရားဝင်ပဲဖြစ်ဖြစ်เนาะနေကြပြီဆိုလို့ရှိရင်ကိုကတီဦးနဲ့တူယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်အိမ်အောင်တစ်ခုပြုတ်မယ်ဆိုလို့ရှိရင်လွယ်ကူတဲ့ຢာတွေမဟုတ်ဘူးတေချာစဉ်းစားပါဘဝမှာပြည့်စုံမှအိမ်အောင်ပြုတ်တဲ့အခါမှာဘာပဲပြောပြည့်စုံတဲ့မိသားစုကိုဖန်တီးလို့ရပါတယ်အခုလိုမျိုးပြောပြတာတွေကဆရာမကြီးလည်းမဟုတ်ဘူးเนาะဘာမှမဟုတ်ဘူးကျမစီမှာမကြာခဏရင်လာဖွင့်တဲ့သူတွေရှိတယ် Messenger မှာကလေးရင်နဲ့ဒုက္ခရောက်တယ်ယောက်ျားကနှိပ်စက်တယ်ယောက်ျားဆိုတာလည်းတရားဝင်ယူထားတာလည်းမဟုတ်ဘူးเนาะနှိပ်စက်တယ်ပြီးလို့ရှိရင်နှိပ်စက်တယ်ပြောနေတဲ့ကြားနေပြီးတော့ဘိုက်ကနောက်တစ်ဘိုက်ကတစ်ခါပြန်ရတယ်เนาะအပြင်ကကလေးက3နှစ်2နှစ်အထဲမှာတစ်ဘိုက်ပြန်ဖြစ်ပြန်တယ်အစင်ပြေးနေလားဆိုအစင်လည်းပြေးနေရမဟုတ်ဘူးเนาะယောက်ျားတွေကိုလည်းပြောချင်တယ်ဘာကြောင့်မလို့မိန်းမတွေကိုကိုထိလက်ရောက်စော်ကားချင်ကြတာလဲကိုမိန်းမတယောက်ကိုထိလက်ရောက်မစော်ကားခင်เนาะရိုက်တာတွေနှက်တာတွေမပြုတ်ခင်ကိုအရင်ဦးဆုံးဆွဲထိုးကြည့်လိုက်เนาะကိုဘာကိုချကြည့်လိုက်ကိုမျက်နှာကိုလက်သီးနဲ့ထိုးကြည့်လိုက်နာလားမနာလားအရင်စမ်းသက်ကြည့်လိုက်နာတယ်ရင်ထဲမှာတခုခု feeling ရရဆိုလို့ရှိရင်နောက်တူကိုမိန်းမတယောက်ကိုလည်းသွားမရိုက်နဲ့လေเนาะကိုသားထီအောင်ကိုနာသေးရပဲသူများကလည်းနာတာပေါ့ကျမအလွန်တကာမှယွန်းတယ်ယောက်ျားတယောက်ကမိန်းမတယောက်ကိုထိလက်ရောက်စော်ကားတာဘာလို့လဲဆိုတော့ယောက်ျားနဲ့မိန်းမအင်အားချင်းမမျှပါဘူးပါဇက်နဲ့ပြောလို့ရပါတယ်ပါဇက်နဲ့ပြောလို့မရရင်ဒီမိန်းမကိုပြစ်ပယ်လိုက်ပါမိန်းမတယောက်ကလည်းအဲ့အတိုင်းပဲဒီယောက်ျားတယောက်ကနှိမ့်ဆက်နေရမှသိလို့ရှင်စစ်မပေါင်းပါနဲ့နော်ဝေးကိုရှောင်လိုက်ပါပို့ပြီးတော့မှကန်ကောင်းသေးရပို့ပြီးတော့မှလက်ကောင်းသေးရနော်အသွင်မတူတဲ့လူနှစ်ယောက်ကစိတ်ဆင်းရဲပြီးတော့နေ့စဉ်ရန်ဖြစ်ပြီးတော့ပူပူဆူဆူတွေဖြစ်နေလို့ရှင်ဘာလုပ်မှလဲနော်ကိုယ့်အတွက်လည်းအကျိုးမရှိဘူးသူ့အတွက်လည်းအကျိုးမရှိဘူးမိသားစုကလေးတွေအတွက်လည်းအကျိုးမရှိဘူးဘာအတွက်မှအကျိုးမရှိတာကြီးကိုလောကကြီးမှာနေရတာတိုးတောင်းပါတယ်ဆွန့်လွတ်လိုက်ပါဆွန့်လွတ်ပြီးတော့ဘဝကိုဉာဏ်ရှိသလိုပြန်ပြီးတော့ထူထောင်မယ်ဆိုလို့ရှိရင်တိုးတက်ပါတယ်နော်အမျိုးကြီးအမိုက်ပုံကြီးထဲမှာရောက်နေလို့ရှိရင်ကိုတော့တန်ရှင်းရတော့မယ်လीနော်အမိုက်ပုံတွေကလွတ်အောင်တော့ပြေးရတော့မယ်အဲ့ဒါတွေကအတိတရားရှိရမယ်ဉာဏ်ပြေးရပါမယ်နော်လုံးပဲအစဉ်ပြေချုံးဝေးကြပါစေကာကွယ်ခြင်းကကုသခြင်းနဲ့ပို့အစွမ်းထက်ပါတယ်အားလုံးကာကွယ်ပြီးတော့နေပါကိုတန်မိုးထားပါမိမိတန်မိုးထားမှသာလျှင်တန်မိုးရှိတဲ့သူနဲ့တွေ့မှာပါနော်အားလုံးပဲအစဉ်ပြေကြပါစေ